တရားဟောရာကျမ်းအခန်းကြီး20တင့်ညီအကိုဤတိုးနွားတီလမ်းလွဲတီကိုကြည့်၍မနေရညီအကိုထံသို့ဆက်ပြန်ပို့ရမည်ညီအကိုဝေးတော်၎င်းသူ့ကိုမတိတော်၎င်းထိုတိုးနွားကိုအိမ်သို့ဆောင်ခဲ့ရမည်ညီအကိုတီမရှာသူ၌မအပ်မီတိုင်အောင်ကိုအိမ်၌ထားရမည်မြေးဖြစ်စေအဝိဖြစ်စေညီအကိုဤဥစ္စာတစုံတစ်ခုပြောက်၍တင်တွေ့မိလျင်ကြည့်၍မနေပဲထိုအတူပြုရမည်ညီအကိုဤမြေးနွားသည်လား၌လဲလျက်ရှိသည်ကိုကြည့်၍မနေရညီအကိုနှင့်ဝိုင်း၍ဆက်မဆာရမည်မိမတီယောက်ျားအဝတ်ကိုမဝတ်ရယောက်ျားသည်လည်းမိမအဝတ်ကိုမဝတ်ရထိုတို့ဝတ်တော်သူရှိသည်များတို့ကိုတင်ဤပြားခင်ထာဝရဘုရားသည်ဆက်ဆုပ်ယွန်ရှာတော်မူ၏တစ်ပင်ပေါ်မြေပေါ်မှာညက်တိုက်၌ညက်မသည်အဥများသားငယ်များကိုဝတ်လျက်နေသည်ကိုတွေ့လျင်သားငယ်တို့နှင့်သူအမိကိုမယူရတင်တီကောင်းစား၍အသက်တာရှင်မည်အကြောင်းသားငယ်တို့ကိုတင်းယူလျင်လည်းအမိကိုလွတ်လိုက်ရမည်လူသည်အိမ်မိုးပေါ်ကကြ၍လူအသက်ကိုတတ်သောအပြစ်မရောက်မီအကြောင်းအိမ်အသစ်ကိုစောက်သောအခါအမိုးနာပတ်လည်၌အစည်းအတားကိုလုပ်ရမည်စပြစ်ဥယျင်၌ခြားနာသောမျိုးစေ့တို့ကိုရောနှော၍မကျဲရထိုတို့ကျဲလျင်မျိုးစေ့အတီးစပြစ်ပင်အတီးနှစ်ပါးစလုံးပြက်လိမ့်မည်နွားနှင့်မြေးကိုတဲ့၍ဖဲ့၍လဲမထွန်ရဝါနှင့်သုံးငွေကိုရောနှော၍ရက်သောအဝတ်ကိုမဝတ်ရတင်ချုံသောအဝတ်စွန်လေးဖက်၌ပပွားတို့ကိုဆွဲရမည်လူသည်မယားနှင့်ထိမ်းများဆက်ဆံပြီးမှတပံထိုမိမကိုမုံ၍ငါသည်ဤမိမနှင့်ထိမ်းများဆက်ဆံသောအခါကညာမစစ်ကြောင်းကိုတိရပြီဟုထိုမိမ၌ကဲ့ရဲ့စရာအကြောင်းကိုပြု၍သူ့အတရေကိုဖျက်လျင်ထိုမိမ၏မိဘတို့သည်ကညာ၏လက္ခဏာတက်တေကိုဆောင်လျက်မြို့၌အသက်ကြီးသူတို့ရှိရာမြို့တကားဝတို့တွား၍ထိုမိမ၏အဘကအကျွန်ုပ်သမီးကိုဤလူ၌အကျွန်ုပ်ပေးစားပါပြီသူသည်အကျွန်ုပ်သမီးကိုမုန်း၍တင်ဤသမီးသည်ကညာမစစ်ကြောင်းကိုငါတွေ့ပြီဟုဆိုလျက်ကဲ့ရဲ့စရာအကြောင်းကိုပြုပါ၏တို့ရတွင်ဤဒီကအကျွန်ုပ်သမီးဤကညာလက္ခဏာတက်တည်ဖြစ်ပါ၏ဟုအသက်ကြီးသူတို့အားလျှောက်ဆိုလျက်ထိုအဝတ်ကိုသူတို့ရှိမှလှန်၍ပြရမည်ထိုအခါမြို့၌အသက်ကြီးသူတို့သည်ထိုလူကိုယူ၍ရိုက်ပြီးမှငွေတပိတ်တာကိုရော်စေ၍မိမ၏အဘအားပေးရမည်အကြောင်းမူကားအေတေလအမျိုးကညာ၏အတရေကိုထိုသူဖြက်လေပြီထိုမိမသည်သူ၏မယားဖြစ်ရမည်တသက်လုံးထိုမိမနှင့်မကွာရတို့မဟုတ်လင်းစကားမှန်လျင်တို့မဟုတ်လင်းစကားမှန်၍ထိုမိမ၌ကညာလက္ခဏာတက်တည်မရှိလျင်မြို့သားယောက်ျားတို့သည်ထိုမိမကိုအဖအိမ်တကားတို့ဆောင်ခဲ့ပြီးလျင်ကြောက်ခဲနှင့်ပြည့်၍အသေးတက်ရကြမည်အကြောင်းမူကားသူသည်အဖအိမ်၌မတရားသောမိထုံတို့လိုက်၍အေးတီလအမျိုး၌မိုက်မဲသောအမှုကိုပြုလေပြီထိုတို့တင်တို့တွင်ဒုစရိုက်အပြစ်ကိုပယ်ရှားရကြမည်လင်းရှိသောမိမနှင့်အခြားသောယောက်ျားတင့်နေသည်ကိုတွေ့မိလျင်ထိုယောက်ျားနှင့်မိမနှစ်ယောက်တို့သည်အသေးသက်ခြင်းကိုခံရမည်ထိုတို့ဒုစရိုက်အပြစ်ကိုအေးတီလအမျိုးမှပယ်ရှားရမည်အပြိုကညာကိုယောက်ျားနှင့်ထိမ်းများဆောင်နှင်းပြီးမှအခြားသောယောက်ျားသည်မြို့ထဲမှတွေ့၍တင့်နေလျင်အခြားသောယောက်ျားသည်မြို့ထဲမှတွေ့၍တင့်နေလျင်ထိုသူနှစ်ယောက်တို့ကိုမြို့တကားဝတို့ထုတ်ဆောင်ပြီးလျင်ကြောက်ခဲနှင့်ပြည့်၍အသေးတက်ရကြမည်မိမသည်မြို့ထဲမှရှိလျက်ပင်မအော်မဟစ်သောကြောင့်၎င်းယောက်ျားလည်းသူ့မယားကိုရှုံချသောကြောင့်၎င်းထိုသူနှစ်ယောက်တို့သည်အသေးသက်ခြင်းကိုခံရမည်ထိုတို့တင်တို့တွင်ဒုစရိုက်အပြစ်ကိုပယ်ရှားရကြမည်အပြိုကိုယောက်ျားနှင့်ထိမ်းများဆောင်နှင်းပြီးမှအခြားသောယောက်ျားသည်တော၌တွေ့၍အနိုင်အထက်ပြုလျင်ထိုယောက်ျားတစ်ယောက်တည်းကိုသာအသေးတက်ရမည်တေထိုက်သောအပြစ်မရှိသောထိုမိမကိုတင်သည်အဘယ်တို့မျှမပြုရအကြောင်းမူကားယောက်ျားသည်ထိုမိမကိုတော၌တွေ့၍မိမအော်ဟစ်တော်လဲကူညီတော်သူမရှိသောကြောင့်ထိုအမှုသည်လူချင်း
တယောက်ကိုတယောက်ရန်ပြုတ်၍တတ်သောအမှုနှင့်တူ၏ယောက်ျားနှင့်မထိန်များမဆောင်နှင်းသေးသောအပြိုကညာကိုအခြားသောယောက်ျားသည်တွေ့၍ကင်ဆွဲတင့်နေသည်ကိုတွေ့မိလျင်ထိုယောက်ျားသည်မိန်းမ၏အပအားငွေ90ကိုလျော်ရမည်ထိုမိန်းမသည်လည်းသူ၏မယားဖြစ်ရမည်သူကိုရှုံချသောကြောင့်တသက်လုံးမကွာရလူသည်မိမိအပနှင့်သာဆိုင်သောအပ၏မယားကိုမသိမ်းရ